Hello အားလုံးမင်္ဂလာပါ Max ပါ Max ဒီနေ့ပိတ်ရက်လေးမှာအားလုံးအတွက်မေးခွန်းလေးတွေကိုဖြေပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့နေကအရန်တာနေပေါ့နော်အားကြောင့်မလို့ Max ရဲ့ဒီဝေယန္တာမှာထွက်ပြီးတော့ vlog လေးတက်ဖြစ်ပါတယ်အခုလောလောဆယ်မေးထားတဲ့မေးခွန်းကတော့ Max ရဲ့သူနာပြုတ်တင်တဲ့အကြောင်းဘယ်မှာတက်ခဲ့တာလဲတဲ့ဖြေပေးပါနော်တဲ့ Max ကတော့မြန်မာနိုင်ငံမှာသူနာပြုတ်ကြောင်းလုံးဝမတက်ခဲ့ပါဘူး Max ရဲ့ပေါ့နော်အလောက်ကန်အလန်းညွန်မှာဆိုတော့သူနာပြုကျောင်းကတော့ဒီဂျာမနီမှာပဲတက်တာပေါ့နော်နောက်မေးခွန်းလေးကတော့အမတယောက်ကမေးထားပါရန်ကုန်ကပါတဲ့မြန်မာလေးကစာလုံးမှာ NA ပါ BNSC ရထားတယ် license ကတော့ update တော့မဟုတ်ဘူးဂျာမနီကိုကျောင်းပြန်တက်ရဖို့အလုပ်ဖဲရလာချင်တော့ပါတဲ့ဒီအမရဲ့မေးခွန်းနည်းနည်းပေါ့နော်ဟိုဘယ်လိုပြ Max အတွက်ကတော့မရှင်းဘူးဒါပေမဲ့ Max ကဖြည့်ပြီးတော့တွေးပေးမယ်သူကဂျာမနီကိုကျောင်းပြန်တက်တာဆိုတာကဘယ်လိုလဲဒီသူနာပြုတ်အကြောင်းကိုပြောတာလားတခြားမိချာပေါ့နော်တခြားမိချာတဲ့အကြောင်းကိုတက်ချင်တာလားအဲ့ဒါလေးတော့ကမရှင်းဘူးပေါ့နော်ဒါပေမဲ့ဒီသူနာပြုတ်ပွဲပြီးထားတယ်ပေါ့နော်ပြီးထားတယ်ဆိုရှင်ဂျာမန်ဘာသာစကားလိုအပ်ချက်က Max ပြောခဲ့သလိုပဲအနည်းဆုံး B2 ရှိရပါမယ် Okay အဲ့လို B2 ရှိတယ်ဆိုရှင်တော့ဒီဂျာမနီကိုဓာတ်ရိုက်လျှောက်လို့ရတယ်ကွာဒီလား agency ကနေလျှောက်ကိုကကိုဓာတ်ရိုက်လျှောက်ရမရတော့တကူရဲ့ကျူစာမှုပေါ်မူတည်ပါတယ်ဆိုတော့ကဒီတူနာပြုတ်ပွဲနဲ့ပြီးထားတဲ့သူတက်ကတော့ဘယ်ပြောမလဲဆိုတော့ဒီသူကကျောင်းတော့တက်ဆက်မလို့ဘူးနောက်တော့အလုပ်ပဲတန်ဝင်သူ့တော့ဘာလဲဆိုတော့နှုတ်ဖြေနဲ့လက်တွေ့ဖြေဆောင်မနှစ်ကြိမ်ဖြေဆိုရမယ်နော်အဲ့ဒါဘာလို့ပြောရလဲဆိုတော့ဒီ Max ရဲ့အရင်လောက်ခဲ့တဲ့ဌာနပေါ့နော်ဒီချီလီနိုင်ငံသူတွေသူတို့ကအလုပ်နဲ့လာတာပါသူတို့နိုင်ငံမှာသူနာပြုတ်ပွဲလဲပြီးထားတယ်ပြီးတော့လုပ်ငန်းခွင်မှာလဲဝင်နေတယ်ဒီကိုသူက agency နဲ့လာတယ် B2 ဘာသာစကားရတယ်အလုပ်မှာသူတို့ကလက်တွေ့နဲ့နှုတ်ဖြေအတွက်ကဒီကျောင်းနဲ့ပေါ့နော်ဒီအသက်မွေးဝမ်းကျောင်းနဲ့ချိတ်ဆက်ထားတဲ့ကျောင်းမှာဆရာမတွေစီကိုသွားပြီးတော့ဆရာမတွေက training ပေးမှာဖြစ်ပါတယ်နောက်တစ်ယောက်ကကြတော့သူက nursing diploma ကို second year ထိပဲပြီးထားတယ်အဝေးသင် imager first year ပြီးထားတယ်လက်ရှိဂျာမန်စာသင်နေတယ် nursing Ausbildung ကျွမ်းမယ်ဆိုအဝေးသင် second year ကပြန်တက်ဖို့လိုလားတဲ့ nursing diploma ကတာရီယာတက်နေရင်ပေါ့အကြောင်းကြောင့်မတက်ဖြစ်တာတဲ့ဆိုတော့ကဲဒီညမှာလည်းအဝေးသင်ဆိုတော့ okay ဂျာမန်စကားကိုတက်နေတယ်တက်ပါ B2 ထိသွားပါဒါပေမဲ့တော့ဒီ first year ပဲပြီးထားတယ်ပေါ့နော်အနည်းဆုံးတော့ second year ပြီးထားရင်တော့ပိုကောင်းမလို့ဆင်ပြေပါတယ်ဒါပေမဲ့ diploma ဒီ nursing diploma တော့ဒီဂျာမနီမှာတော့လုံးဝလက်မခံပါဘူးပြောချင်ပါတယ် diploma ရှိလဲဒါအတွေ့အကြုံရှိတာပေါ့နော်တွေ့ကြုံရှိဒါပေမဲ့ဒီ diploma တွေကိုဒီဂျာမန်လုံးဝလက်မခံဘူးဒီဘွဲမဟုတ်ရင်ပေါ့နော် nursing နဲ့ပတ်သက်တဲ့ဘွဲမဟုတ်ရင်တော့လုံးဝလက်မခံပါဘူးအဲ့လို diploma ပြီးထားတဲ့သူတွေလည်း master လို့3နှစ်ကနေစပြီးတော့ပြန်ပြီးတော့တက်ရပါမယ်ဒါပေမဲ့အဝေးသင်ကိုတော့ second year ပြန်တက်ထားတာကောင်းတယ် second year အမှတ်ရရင်တော့ကောင်းတာပေါ့နော်အဲ့ဒါလေးတော့ကျညာပြချင်ပါတယ်နောက်တစ်ခုကမေးထားတယ်ဂျာမနီမှာသူနာပြုကနေဆရာဝန်ထိရဲ့သွားလို့ရဆိုတော့ဟုတ်လားတဲ့သွားလို့ရတယ်ဟုတ်လားဆိုတော့ဟုတ်ပါတယ်ဒါပေမဲ့ကဲအရင်ဆုံးဒီသူနာပြု3နှစ်ကိုပဲလာပြီးတော့ပြအောင်တက်ပါလို့နောက်တစ်ယောက်ကတော့သူကအသက်28နှစ်ပေါ့နော်ဂျာမန်စာအခုမှစလီလာမှာသူအောက်စပင်တော့လာခြင်းနဲ့သူတက္ကသိုလ်ကတော့3နှစ်နဲ့နားထားတယ်နော်ပြီးတော့သူကလည်းတခြားမှာကိုသူ့ရဲ့ပေါ့နော်ဟိုကိစ္စလေးတွေရှိနေတယ်နော်သူ့ရဲ့ privacy တော့ Max ကမပြောတော့ဘူးသူက agency နဲ့တိုက်ရိုက်ချိတ်တာဟောရလားတဲ့သူ့မှာလည်းအခက်ခဲတွေရှိနေတယ်ပေါ့နော်သက်28 okay အဲ့ဒီ28နဲ့အခုမှစပြီးတော့ဂျာမန်စာလေ့လာမှာနော်ဘယ်လိုညံပေးရမလဲဆိုတော့ Max ကတော့ဒီ28နဲ့မှာဂျာမန်စကားစလေ့လာမယ် okay ဒီ B2 ထိသွားမယ်အနည်းဆုံးပြင်ဆင်ခြင်းက Max ပြောထားဆိုတော့တစ်နှစ်ခွဲ2နှစ်ကွာပြီးတော့ဆောင်းမွက်ဖြည့်မှာနော်ဆောင်းမွက်ဖြည့်တဲ့အချိန်မှာ B1 ဆောင်းမွက်ဖြည့်တဲ့အချိန်တွင်ပေါ့နော်ဒီ B2 ဒီလေ့လာမယ် B1 ဆောင်းမွက်ဖြည့်မှာကျိုးလေး business ဆိုရင်2နှစ် Max ပြောထားပြီးသားနော်ပြီးရတဲ့ဒီအလုပ်ရှောင်မယ်အလုပ်ရှောင်တဲ့အခါကျတော့ရှင် Max တို့ပေါ့နော်ဒီ interview ခေါ်မှာနော်ဒီစာရွက်ဆောင်တဲ့ကိစ္စပေါ့နော်စဉ်းစားမှာဆိုတော့ဒီဂျာမနီဘက်ကလည်းအရင်တော့မြန်ဆန်မနေဘူးစာရွက်ဆောင်တဲ့ကိစ္စဆိုလေအဲ့ဒါတွေကလည်းရန်ကိုကြားတယ်ဆိုတော့အနည်းဆုံးတစ်နှစ်ထားလိုက်3နှစ်ဆိုတော့မိမိသက်က32နှစ်ဖြစ်သွားပြီ3နှစ်ဆိုတော့ easy ပါပဲ max ဆိုလို့ရှင်လည်းအသက်30ကျော်မှဒီ Ausbildung လို့စာတာပေါ့နော်အဆင်ပြေဒါပေမဲ့
ဒီရောက်လို့ရှိရင်ပေါ့နော်ဒီမှန်းချက်နဲ့နန်းထွက်ကမကိုက်ပါဘူးဒီចောင်းအလုတ်တင်ចောင်းသားဘွားဆိုတာလာစားပေါ့နော်ဒီနေပါတယ်နေဖို့စားဖို့တော့လုံလောက်တယ်ဒါပေမဲ့ကိုယ့်အတွက်ကတော့အများကြီးတော့မကြံဘူးโอเคအဲ့ဒါလည်းပြောချင်ပါတယ်မေးခွန်းရတာအားလုံးဖြေသွားပြပါပြီနောက်ထပ်မေးခွန်းလေးက math ကိုမေးထားရှိတယ်ဘာလဲဆိုတော့ဒီမှာအခွန်နေပေးရတယ်ပေါ့နော်ဆိုတော့ကြတော့ဒါကတော့ဇင်းလုံးချောရယ်လို့ကောင်းတဲ့နိုင်ငံတော့မရှိဘူးပေါ့နော်ဒီအကုန်လုံးကချောဇင်းလုံးချောကောင်းနေဆိုရှင်ဒီနိုင်ငံမှာပဲစုပြုံပြီးတော့လူရလာကြတော့မှာပေါ့ဒီဂျာမနီဆိုတာကเนาะအများကြီးအတိုင်းပဲအခွန်နေပေးရပါတယ်เนาะအခွန်နေပေးတယ်ဒါပေမဲ့ဟွာနေဖို့စားဖို့ကလည်းလောက်တယ်เนาะသူကလက်စာများဝင်နေလက်စာများဝင်နေအခွန်များပေးရတယ်ဒါကြီးကတော့ဘယ်လိုလဲဆိုတော့အရင် master ကတော့ပေါ့အရင်ပေါ့ဟိုခံစားမနေဘူးအခွန်နေဖြစ်တာမဖြစ်တာတဲ့အရင်ဆုံးဂျာမန်စကားကိုပဲအရင်လေးလာကြည့်ပါလို့အရင်ဂျာမန်စကားရပြီဆိုပြီးကမှနောက်ပိုင်းကိုကိုစဉ်းစားပေါ့နော်လာဖို့မလာဖို့ကဲအဲ့ဒါပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့မေးခွန်းလေးကိုကျင်းနေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်